ဒီပွဲကတစ်ဖက်ကစကွက်ကိုကျွန်တော်ဘယ်လိုရိုက်မလဲဆိုတာရှိုးကြည့်လိုက်ကျွန်တော်တော့တန့်ကင်ထားတာကိုတန့်ပလေယာမဟုတ်ပြင်ပဲဗျာကျွန်တော် all hero ဆော်တဲ့သူဆိုတော့အကောင်းဆုံးတော့ဆော့ပြသွားတယ်ရှိုးကြည့်လိုက်ပါဗျာဒီပွဲကိုကျွန်တော်ဘက်ကလေလာကတော့နံပါတ်တွေထွက်ထားပြီးတော့တော်တော်လေးကိုဖေးတယ်ဗျာဟလာကျွန်တော်ဘက်ကလေလာပတဲမှာသူမပါလို့ มาจีได้จอดีมาบลูก็ပြမလဲဆိုတော့ brother တို့ကြည့်လိုက်တော့မဲ့လေလာကောင်းပါတယ်ဖလီကာနဲ့ပါဆူရာဝင်တောက်သွားတယ်ဗျာဟာရောဇာလည်းတော်တော်လေးကောင်းတယ်ပိုကီတိုကလည်းတော်တော်လေးကောင်းဒီဘက်ကပိုကီတိုကအန်တက်ဆော့သွားတာလားကျွန်တော်အန်တက်တွေရအောင်ကျွန်တော်ရသူ့ကာကွယ်ပေးလိုက်တယ်ဗျာတကယ်ကောင်းပါတယ်မဆိုလို့ဗျာတာတေးပတေကိုကြည့်လိုက်ကျွန်တော်စိုက်ကလောကိုလုံးဝဝင်လို့မရအောင်ကျွန်တော်တွက်လုပ်ပေးတယ်ဗျာမကျွန်တော်ဘက်က hyper AC beauty ပေါ့ဒီမှာကျွန်တော်ပြတ်သွားတယ်ပေါ့ဗျာကျွန်တော်ပြေးမလို့တော့ဗျာကျွန်တော်ပြတ်သွားတယ်အဲ့လက်က flicker နဲ့မှကျွန်တော်လာလောက်သွားတာမကျွန်တော်အနေနဲ့အန်ယူရဲ့တန်တကီဖြစ်နေတဲ့တော့ဗျာကျွန်တော်အနေနဲ့ဖမ်းဖို့ကခက်တယ်ဗျာဒါပေမဲ့ကျွန်တော်တကီရဲ့ AD ကိုကျွန်တော်ဘယ်လိုလုပ်သွားလဲဆိုတော့ကြည့်လိုက်ဘယ်လိုလုပ်ပြီးကျွန်တော်ချုပ်လဲဆိုတော့ဒီပွဲကအကောင်းဆုံးပဲဆူရာကိုကျွန်တော်လောက်ပြမယ်ကြီးဆူရာကိုဟိုမဟုတ်တကီကိုကျွန်တော်ဖြတ်ပြီးရောအမ
Together we are the Light's Order. We fight to the end. An enemy has been slain. Request instant kill. Well played. Your team destroyed a turret. Ult is not ready. A true hero has come to help. Ally has been slain. Initiate retreat. ဒီပွဲမှာအကုန်လုံးကကောင်းပါဒါပေမဲ့လေးလာတယောက်ကဗဒယ်မှာတော်တော်လေးကိုဥစ္စာဖြစ်တယ်ဗျ Initiate ဒါပေမဲ့ကျွန်တော်ကပါတီဆိုးတယ်ဆိုပေမဲ့ခုအဖွက်တငယ်ကိုလူနဲ့ကိုစော့နေရမဟုတ်ဗျဒီပွဲကကျွန်တော် public တွေနဲ့ public 9ယောက်စော့တာပေါ့ဗျ Frail and weak. ဒါတော့ကျွန်တော်အနေနဲ့တန်တယောက်လောက်ရမယ့်အနေထားပေါ့ဗျာတန်တယောက်လောက်ရမယ့်ပုံစံကိုကျွန်တော်လုပ်တယ်enemy hyper လုံးဝပတ်နှောက်လို့မရအောင်တတီလာလို့မရအောင်လို့ကျွန်တော်လုပ်တယ်ဒီမှာကျွန်တော်ဖမ်းမိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတကွာမှားသွားတယ်ပေါ့ဗျာတကောင်နဲ့ဝယ်ဖမ်းလိုက်တယ်ဗျာ full မဖမ်းလို့ရတာအဲ့ဒီတော့ကျွန်တော်မှားသွားတယ်ဗျာဒါပေမဲ့ကျွန်တော် hyper v2 ရတယ် our turret has been destroyed. Launch attack. မပြတ်ပြီမကြီးတော့လိမ့်မရှိဘူးနော်ကျွန်တော်လေတာကြည့်လိုက်ကျွန်တော်တော့လောက်ရတယ်လိမ့်အောင်ကျွန်တော်သွားမှသူလာတယ် Slain. Need assist. မိုင်းအလှလေးပြမယ်အလှလေးပေါ့နော်တူမန်ခံမိထားတယ် Attack. ဒီပွဲမှာသလားစကိုင်းမီရသာကျွန်တော်တို့ဘက်ကစကိုင်းမီရသာတော်တော်များနေရလားဒါသာကြည့်လိုက်ဗျာစကိုင်းမီရသာ3ယောက်လောက်ဆက်ထားတယ်ဗျာအဲ့ဒီတစ်ခွက်စိုးရတယ် Killing spree. All glories to the Empire. ဒီမှာကျွန်တော်နောက်ကျသွားတယ်ပေါ့ဗျာပတဲဝင်တာကျွန်တော်ကအရှိဆုံးဝင်သွားကျွန်တော်ဝင်သွားတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ spare မရှိတော့ခြေလိုက်ကျွန်တော်2 flick ကလေးနဲ့ဝင်သွားတယ်ဗျာစင်မပြေလိုက်ဘူးဒါပေမဲ့မိတ်တော့ရလိုက်တယ်ကျွန်တော်ဟိုက်ပါလည်းပြန်ပြောက်သွားတယ် Gather up. Legendary. Double kill. Triple kill. That was amazing. An ally has slain Thor. A real man never hides in the bush. ကျွန်တော်လည်း area 3ညတိုင်း3လို့မရဘူးဗျာဒါလား enemy ဘက်ကတကီဖြစ်နေတဲ့အတွက် enemy ဘက်ကတက်တကီဖြစ်နေတဲ့အတွက်ကျွန်တော် area ကိုချိန်မီးဖြတ်လို့ရတယ်ဗျာဒါပေမဲ့ကျွန်တော် enemy ရဲ့တကီရဲ့ area ကိုကျွန်တော်စောင့်ပြီးကျွန်တော်လောက်ပြသွားတယ်ဒီမှာဆိုတော့ကြည့်လိုက်ဗျာ brother ဒီမှာနောက်က2ယောက်ကျော်တော့ဖမ်းမယ်ပြီးပြီတကွာအမဒီကတော့တန့်ဆိုတာအဲ့လိုလောက်တက်ဖို့လိုတယ်ဗျာဗျာဒါ Double kill. Enemy double kill. Triple kill. ဒီမှာကြည့်လိုက်ကျွန်တော်ရအောင် live ဖြတ်ပေးတယ် Legendary.
ပေါ်ကီဒိုကလည်းတော်တော်လေးကောင်းတယ်ဗျာလားဒီဘက်ကပေါ်ကီဒိုအန်တက်ဆော့သွားတယ်ဗျာလား Launch attack. Precious legacy of a great warrior. Our faith illuminates every darkness. Enemy over. Initiate retreat. Slain an enemy. Initiate retreat. Enemy double kill. ဒီမှာကြီးလီလာဟိုအနောက်မှာကြည့်လိုက်ဗျာသားတို့အဲ့ဒါပဲကြည့်လိုက်မတ်မန်နေအဲ့လိုဖေးတာ public ဆိုတော့ public မှာဆိုတော့လေကျွန်တော်ကဘာမှတပြုံးလို့လည်းမရဘူးဗျာ Unstable network. War benefits none. Unstable network. Beneath the lining of glory, blood stains. To protect our homeland is a knight's duty. Launch attack. Instant kill. Legendary. Ally has slain Initiate retreat. Legendary. Triple kill. Team destroyed attack. Superb tanking. Legendary. March on. Sound the horn of victory. Unstable network. Your team destroyed a turret. Expectation can be a burden. We are the shield of the Request people. backup. Okay. Launch attack. All glories to the Empire. Launch attack. A costly victory looks pale and weak. Initiate retreat. A real man never hides in the bush. Initiate retreat. Ult is ready. This hammer is the most precious legacy of a great warrior.
Expectation can be a burden.